လေးကတောင်သူဦးကြီးနေနဲ့ live ဖက်မဲ့တစ်ခုလေးကိုမိတ်ဆက်ပေးပါမယ်။ဒါကတော့ OnePlus ကထုတ်တဲ့ဘက်ထရီဆေးပြားမုံလေးပဲဖြစ်ပါတယ်။ဒီဆေးပြားမုံလေးကဆေးဖြတ်ရတာမြန်ဆန်ပြီးအားစိတ်စရာမလိုပဲအလုပ်တင်စေမဲ့ OnePlus ရဲ့ဘက်ထရီဆေးပြားမုံလေးပဲဖြစ်ပါတယ်။ဒီဆေးပြားမုံလေးကတခြားဆေးပြားမုံလေးလိုမဟုတ်ပဲ double pack တက်ဆင်ပေးထားတာမို့လို့ဆေးထွက်အားကလည်းအရန်အလွန်ကောင်းပြီးတော့အဝေးထီကိုအလွယ်တကူဖြန့်ဖက်ပေးနိုင်တာမို့လို့အလုပ်တင်စေတာပေါ့။ဘက်ထရီပိုင်းမှာလည်းအားပြည့်ရစေမဲ့တွဲဖို့အကြည့်ကိုအသုံးပြုပေးထားအောင်မလို့အချိန်ကြာကြာဖြန့်ပတ်နိုင်ပါတယ်။ဒီဆေးပြားမုံကတခြားဆေးပြားမုံတွေလိုမဟုတ်ပဲမော်တာနှလုံးတက်ဆင်ပေးထားတာမို့လို့ဆေးထွက်အားကလည်းအလွန်ပြင်းပြီးအဝေးကိုအလွယ်တကူဖြန့်ပတ်ပေးနိုင်တာမို့လို့အလုပ်တွင်တာပေါ့။ဘက်ထရီချိန်တွေကိုချက်ချင်းသိနိုင်တဲ့ digital ဒိုင်ခွက်ပါဝင်တာမို့လို့အလုပ်လုပ်နေရင်းနဲ့အားမလောက်ကျန်လဲကိုပါအလွယ်တကူကြည့်လို့ရတာပေါ့။ပေါင်းပင်တီးနဲ့အမျိုးအစားပေါ်မူတည်ပြီးကြိုက်တယ်လို့အသုံးပြုလို့ရမယ်ခေါင်းငါးမျိုးနဲ့အပူပစ္စည်းအစုံလင်ကိုလည်းတေချာထည့်ပေးထားပါသေးတယ်။လေကျိုးကိုလည်းပခုံးမနာအောင်ထူထူထဲထဲအီလေးနဲ့ပြုတ်လုပ်ပေးထားအောင်မလို့ရေရှည်လွယ်ပြီးတော့ဖြတ်ပတ်မယ်ဆိုရင်လည်းတက်တောက်တာရှိလာပါတယ်။ဆေးပြားမုံခဏခဏမဝယ်ချင်တဲ့သူတွေအတွက် OnePlus ရဲ့မော်တာနှလုံးပါတဲ့ဘက်ထရီဆေးပြားမုံလေးကရေးချယ်စရာအကောင်းဆုံးပါပဲ။ဝယ်ယူခြင်းနဲ့ဆိုရင်တော့ AWS Showroom မှာဝယ်ယူလို့ရတယ်လို့အခုဖတ်ပြထားတဲ့ဖုန်းနံပါတ်ကလည်းဆက်သွယ်ပြီးတော့ဝယ်ယူလို့ရပါတယ်